အားလုံးပဲမင်္ဂလာပါခင်ဗျာထူးမန္တလေးနေပန်ကုန်းဆိုင်မှကျူးဆိုပါသည်ခင်ဗျာကျမဒီနေ့တင်ပြရောင်းချသွားမယ်နေပါကုန်းပစ္စည်းလေးကတော့အလှရ2ပေခွဲအနံ2ပေ2အမြင့်6ပေခွဲရှိတဲ့မန္တလေးလက်ရကောင်လက်ရတန့်တီလာဘေးဒေါင်းပလန်တော်ကြီးမဲ့ထိပါတယ်ခင်ဗျာမိစီရိုရှူစားကြည့်ရှုကြပါအောင်ခင်ဗျာ